ဇလန်ရဲ့ဆာမှာတော့မိုးရွာနေတဲ့ညတညမှာစားရေးဆန်တဲ့သူရှိသူကောင်မလေးစာချန်တို့ကဆန်းချောင်းလေးပြမှာလမ်းလျှောက်နေခဲ့ကြပါတယ်။လက်တရတစ်ဖက်ကိုလည်းကျိုးနေလေးတစ်ချောင်းချီထားပြီးတော့အသားစားမြေတဲ့ကိုခုံချောက်လုံးနေတုံးမှာပဲကွန်ကားတစ်စီးကရုတ်တရက်ဝင်တက်ခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့စားရေးဆရာကနေရာတစ်ခုရောက်နေပြီးသူတွေးလွန်နေခဲ့ပြီးသူကတေပြီးတော့တမန်လုံးရောက်နေလို့ထင်နေခဲ့ပါတယ်။အဲဒီချိန်မှာကောင်မလေးတယောက်ကဒီကဘာတမန်လုံးမဟုတ်ကြောင်းရှင်းပြပြီးစွန်သားသူလို့စားရေးဆရာကိုခေါ်လိုက်ပါတယ်။ကောင်မလေးကသူ့နာမည်ကအနန္ဒာဖြစ်ကြောင်းနဲ့သူကဒီကဘာရောက်လာတဲ့သူတွေကိုလမ်းညွှန်ပေးရတဲ့ဂိုက်တရဖြစ်ကြောင်းရှင်းပြပါတယ်။အန်ဒါလည်းစာရေးဆရာကိုသူရောက်နေတဲ့ကဘာကသူလာခဲ့တဲ့ကဘာနဲ့မတူညီကြောင်းရှင်းပြနေခဲ့ပြီးဒီကဘာကဇက်ဘရလို့ခေါ်ပြီးအမောင်းတို့ဖုံးနေတဲ့ကဘာတစ်ခုဖြစ်ကြောင်းရှင်းပြပါတယ်။စာရေးဆရာကလည်းအလင်းပေးနေမဲ့သူရဲကောင်းလို့ပြောနေခဲ့ပြီးစာရေးဆရာလည်းသူကမသေးပဲတခြားကဘာကိုရောက်နေတော့သိလဲရတော့အလွန်ကိုစိတ်ပြတ်သွားပြီးအစိတ်ရှိတဲ့ဆေးတွေကိုစားလိုက်တာကြောင့်နောက်တစ်ခါတည်တော့မှပဲဖြစ်ပါတယ်။အန်ဒါလည်းအစိတ်ကိုမော်ပညာနဲ့ဖြည့်ပေးလိုက်ရပြီးစာရေးဆရာလည်းသူကတေချန်တာပဲသိတဲ့အကြောင်းပြန်ပြောပါတယ်။အန်ဒါလည်းသူရဲကောင်းဖြစ်မဲ့စစ်စင်ကြီးလောက်ရမယ်လို့ပြောနေခဲ့ပြီးဒီကဘာကိုလည်းကယ်တင်ပေးပါလို့ပြောခဲ့ပါတယ်။စာရေးဆရာကတော့ဆေးတွေကိုဝါစားရင်းနဲ့သူကစိတ်မပါတဲ့အကြောင်းနဲ့သူရဲ့ကောင်းလည်းမဖြစ်နိုင်ဘူးလို့ပြင်ပြောခဲ့ပါတယ်။အနတာကိုလည်းဘသူကရွေးချယ်ခဲ့ရလဲလို့မေးနေခဲ့ပြီးအနတာလည်းကွန်ကားနဲ့လာလို့မေးနေတော့မှပဲစာရေးဆရာလည်းသူတို့ကကွန်ကားနဲ့တိုက်ခံလိုက်ရတော့သိလိုက်ရပါတယ်။အနတာလည်းကွန်ကားနဲ့တိုက်ခံရတဲ့သူတိုင်းကအရင်ကဘာမှမပြောရှင်တဲ့သူကဒီကဘာမှရှင်နေခွင့်ရကြောင်းကိုရှင်းပြနေခဲ့ပြီးစာရေးဆရာလည်းသူကအရင်ကဘာမှပြောရှင်ရတာတွေကိုပြင်ပြောနေခဲ့ပြီးအနတာလည်းတေချောင်းချက်စီမှုကိုတော့တွေးနေခဲ့ပါတယ်။အနတာလည်းမော်ပညာနဲ့စာရေးဆရာရဲ့စွမ်းအားတွေကိုကြည့်လိုက်တဲ့အခါမှာတော့စာရေးဆရာမှာဘာစွမ်းမှမရှိပဲအရင်အားနေတဲ့လူဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့သူရဲ့ကောင်းဖြစ်နေတာကိုလည်းသိလိုက်ရပြီးစာရေးဆရာလည်းဒီကနေထွက်သွားဖို့လုပ်နေတဲ့အခါမှာတော့အန်ဒါလည်းမှားခေါ်လာမိကြောင်းကိုတားမှန်ခဲ့ပြီးစာရေးဆရာလိုအားနေတဲ့သူတယောက်အနေနဲ့ဒီကဘာမှာအသက်မရှင်တဲ့အကြောင်းကိုပြောခဲ့ပါတယ်။စာရေးဆရာကသူကတမန်စာရေးဆရာတယောက်ဖြစ်ပြီးငကိုတည်းကသိချင်နေတာမို့လို့ဒီကထွက်သွားလဲအကြောင်းမရှိဘူးလို့ပြောခဲ့ပါတယ်။အန်ဒါလည်းဒီကဘာမှာမကောင်းဆိုးရတဲ့ရှိနေတဲ့အကြောင်းဆိုရင်နေခဲ့ပြီးထူးခြားတာကိုတော့ခံစားမိနေခဲ့ပါတယ်။ဒီအရင်လူတွေနဲ့မတူတာကိုတော့တတိထားမိခဲ့ပါတယ်။စာရေးဆရာမထွက်သွားခင်မှာကျွမ်းကျင်တာတစ်ခုပေးဖို့လို့စာရေးဆရာကသူကစာရေးတာကျွမ်းကျင်တာမို့လို့မပေးဖို့ပြောပြီးထွက်လာခဲ့ပါတယ်။နောက်စာရေးဆရာကစိတ်ဆိုးလုံးတွေကိုစားနေဆောက်ဆိုင်ကိုရှာနေပါတယ်။စာရေးဆရာရဲ့ခေါင်းထဲမှာတော့ခိန်းထဲကလိုလေဘယ်တဲ့အတန်ကြောင့်ခေါင်းရှုပ်နေခဲ့ရပါတော့တယ်။အဲဒီချိန်မှာအတန်ကြောင့်အနောက်ကိုကြည့်လိုက်တော့တက်ပင်ကြီးတဲ့ပင်ကကောင်မလေးတယောက်ကိုဖမ်းထားပြီးတက်ဖို့လုပ်နေပါတယ်။ကောင်မလေးကလည်းစာရေးဆရာကိုကိုညီပေးကိုပြောနေခဲ့ပြီးစာရေးဆရာလည်းကိုညီပေးကိုမတွေးပဲကောင်မလေးကလှတော့တင်ရင်လည်းလှမပဲလို့ရှောက်တွင်းနေတော့လက်နဲ့မမိတာကိုပြောနေခဲ့ပါတယ်။လက်နဲ့မမိတာကိုပြောနေတော့မှပဲတက်ပင်ကြီးကစာရေးဆရာကိုဖမ်းကြည့်သွားခဲ့ပါတယ်။ကောင်မလေးလည်းဒီတက်ပင်ကြီးကအသက်ကိုဆုပ်ယူတယ်လို့ပြောနေပြီးစာရေးဆရာကတော့တေးမောက်ကိုသဘောကျနေခဲ့ပါတယ်။အဲ့ဒီချိန်မှာတက်ပင်ကြီးကဆွေးမြေသွားပြီးတဖြည်းဖြည်းပြောက်ကွယ်သွားတော့တယ်ကောင်မလေးနဲ့စာရေးဆရာလည်းအသက်ရှင်ကိုရသားခဲ့ပြီးစာရေးဆရာကတော့ခေါင်းထဲကလေဘယ်တဲ့အတန်ချင်းကြောင့်အောင်းရှုံနေခဲ့ရပြန်มาတော့တယ်ကောင်မလေးလည်းစာရေးဆရာကိုအရန်တန်ပါတယ်ထင်ပြီးချီးကျူးနေခဲ့ပြီးတကယ်တော့စာရေးဆရာကအစိတ်ဆွေးလုံးနေရဲ့အစိတ်ကိုမိနေချိန်တက်ပင်ကြီးကဆုပ်ယူမိသလိုဖြစ်တာကြောင့်သူကိုယ်တိုင်ပဲနေရာမှာနေတည်သွားတာဖြစ်ပါတယ်ကောင်မလေးလည်းစာရေးဆရာကိုကျေးဇူးတင်စကားပြောပြီးအိမ်ကိုခေါ်ဖို့လက်တော်ဆွဲတဲ့အခါမှာတော့စာရေးဆရာကတခုခုကိုတတိထားမိသွားပြီးအရင်ကဘာကစာချန်လက်လိုမင်းတည်ခဲ့ပါတယ်ကောင်မလေးလည်းသူကစာချန်မဟုတ်တာကိုပြန်ပြောနေခဲ့ပြီးစာရေးဆရာကတော့စာချန်လို့ရည်ရွတ်နေရင်သူနီးသူဒီကဘာကိုရောက်နေတဲ့ချစ်သူစာချန်ကိုရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်